알아 외출 중이십니다. 아비터도하세요. 도대체 말해 외출 중이십니다. 아비터도하세요. 도대체 말해 통화 중이십니다. 홍변이세요. 도대체 말해 전화 잘못 거셨습니다. 홍마코니 말해 나중에 다시 보겠습니다. 걸리겠습니다. 나만 보면 거밤에 알아 아그 내야마 시부 지금 자리에 안 계신데요. 아비 편이로 아비 편이세요. 도대체 말해 아비 편이로 이렇게 말해 다베지만 너 다베 통면에서 도대체 말해서 하나 싸움 봐 마음 사이 통마 거래서 나는 마음 사이 나마 태비 거밤에 나는 사이 하나랑 나타오지만 너 세야는 샤리 디니 그날이 때문에 나오는 나라요 너 샤리 너무 불이라 계속 다니세요. 도대체 말해 아비ထွက်သွားနေ တော့မှာဟုတ်ကဲ့ပါဒါဆိုရင်မှတ်စုလေးရှင်းထားပြီပါကျွန်တော်ဖုန်းဆက်တယ်လို့ဒါမျိုးဒီနော်ကြောင်ငယ်ချင်းကပြောတတ်မှတ်ထားတဲ့လာစာဝဲအေအပြေထပ်ပြောရန်စာယူအေတာရာအထူးအကြောင်းအရင်းနေနဲ့အလိုက်အဲ့စာယူဆိုတာ EU အေတာရာအထူးအေတာရာဒီအလိုက်စာယူဆိုတာအကြောင်းရင်းအကြောင်းပြချက်အဲ့တော့နည်းနည်းလေးနားလည်အောင်ရှင်းပြပါမယ်အရင်ဆုံး meaning မှတ်ပါနော်ကြောင်ငယ်ချင်းကပြောအေတတ်မှတ်ထားသောလာစာရဲ့ဝဲပြင်ပမှာထပ်ပြောတဲ့စာယူအဲတာတာအထူးအကြောင်းရင်းအလိုက်အထူးအကြောင်းရင်းကြောင့်ချုပ်ကတော့ plus အနေဖြင့်ဇီကပ်တွေတော့ပေးရှိတော့ဒုံပတ်စံတော့မဟုတ် bonus ကိုကွက်လက်လို့ခေါ်တယ်ဗောဒါလေအဲ့တော့ကျွန်တော်စူတန်းပေါ့အပူကြီးကျွန်တော်နည်းနည်းဒါတော့အကျဉ်းရှင်းပြတာအချောရှင်းပြမယ်တတ်မှတ်ထားတဲ့လာစာအပြင်အခြားသောအကြောင်းအရာတစ်ခုခုကြောင့်နော်sugar ဆိုတာ plus အနေနဲ့ပေးတဲ့အရာကိုအဲ့ဒါဘာလို့ခေါ်မလဲစူဒန်အပူကြီးလို့ခေါ်မယ် so segum အခွန်ဆိုင်ရော huga ခွန်ပေးရဲ့ဘိုဟုံအမကန်ကြီးမဟုတ်ဘူးနော်ဒါဆိုတဲ့ဘက်ကီအမိုက်ခေါ်တဲ့ခေါ်ဗျဘီချန်ဒီမျက်စိမဟုတ်နော်တဲခေါ်လဲဆိုတာကြမ်းတိုက်တဲ့အဝိလည်းဖြစ်နိုင်တယ်လို့ကြမ်းတိုက်တဲ့ယူလဲဆိုတော့တဲခေါ်လဲလို့ခေါ်တာနော်ကြမ်းတိုက်တဲ့ဟာကြီးကြမ်းပြုတ်တိုက်တဲ့ဟာတဲခေါ်လဲဆိုတဲ့ဘက်ကီအမိုက်ခေါ်တဲ့ခေါ်ဗျမွန်ဂျီတော်ရီဆိုတာဖုန်ခါတဲ့ဟာဖုန်ခါတဲ့စပိုင်းတို့ကြာဖို့တို့ကြက်မွေးတို့ဒါပြောနော်ဒါပါလို့ねဆုံးထုတ်လက်တဲကိုဆုံးထုတ်ကီလက်တဲညက်ဆက်ချင်းဆုံးထုတ်ဘူးကတ်ကို있습니다လက်တဲညက်နေကတ်ကို있습니다ဂျอบကို있습니다ကတ်တာဖြစ်နေညက်နေဂျอบကတ်ခေါင်းနေဒါရတာတက်စတင်နေတယ်ဘာလို့ဒါပိုင်းတော့ဘာလို့ဒါလိမ့်တာနော်ဘာလို့ဒါစေးတို့တနက်ခါတို့လိမ့်တာဘူးလို့ဒါဘိုက်ပြည့်ဒီအကော်ဒီအရှင်းဆိုဒီဥပမာနဲ့ဘာလို့ဒါလိမ့်ဒီလူဒီအဲ့တော့ကတ်တာညက်ဒီနော်စီယူဒီခတ်တာအကလာတာချော့တာခေါ်ဒီတိုင်းတာတက်စင်တာတကားပေါက်တက်ပြီးတကားပေါက်မရှိဘူးဆရာဆောင်းမှာတကားပေါက်မှာကွင်းမရှိဘူးတက်ပြီးပေါက်လက်ကင်တက်ပြီးပေါက်အဲ့တိုင်းတာတက်စင်ပြလာတာအပါမီနေနဲ့ပတ်သက်မှုရှိတော့အရာကပါလေဣဒမ်လိုတဲ့သုံးနင်းဘဲအဖူဒါဘူရူဒါဘိုက်ဒီအော်ခေါ်ဒီချင်းဆိုဒီဣဒမ်နာမည်ခေါ်ဒီချင်းဆိုဒီသုံးနင်းတော့အဲ့ဒါခေါ်ဒီဘဲဘူရူဒါဘိုက်ဒီကိုသုံးရမှန်တယ်ဂျော့တာနဲဒီရေးဒီဂျော့တာဒီရေးအောင်လည်းသုံးပြရနော်နဲအောင်လည်းသုံးပြရချိုးတဲ့ဟာတာဖိတ်ချသည်20ဘီစတ်မန်ကွာလာမာတာကြည့်ရှုသည်ရှင်းချောင်းဟာတာဘာမှဆိုင်ချိုးတဲ့ဟာတာဖိတ်ချသည်ဂီတာရီတာကူကျောင်းဟာတာအဲ့တော့ဒီမှာကွာလာမာတာကြည့်ရှုသည်ကူကျောင်းဟာတာလဲကြည့်ရှုသည်အဲ့တော့ကြည့်ရှုသည်ဘာရှိလဲဆက်ပြမယ်နော်ကြည့်ရှုသည်နဲ့ပတ်သက်ပြီးနည်းနည်းရေးပြီးမယ်ကွာလန်ဖက်နဲ့ကွာလုဖက်ဘာနောက်ကရန်နေမှာမို့ကွာလန်ဟာတာကွာလာမာတာကြည့်ရှုသည်ဘောဒါကြည့်သည်ကူကျောင်းဟာဒါကြည့်ရှုသည်ဒီလိုပဲကွာလာမာတာဘောဒါကူကျောင်းဟာဒါနောက်တစ်ရှိတယ်ရှီဆွန်ဆိုတာကြည့်ရှီဆွန်ဒီရှီဆွန်ကတော့ကျောင်းသားမကြက်လဲရပါဘူးနော်ဆောင်းမပါမယ်ကျောင်းသားလည်းမဆိုင်ဘူးဒီတော့အကုန်ကြည့်ရှုသည်ပဲအဲ့တော့ကွာလာမာတာကြည့်ရှုသည်ဘောဒါကြည့်သည်ကူကျောင်းဟာဒါလဲကြည့်ရှုသည်ဘာကွာလဲရှင်းပြမယ်ဘောဒါဒီအင်းဆုံးကူကျောင်းဟာဒါဒီပွဲတော်လိုမျိုးဟာဒီပွဲစည်းတန်းနေ
ဒါတွေကိုနော်ကျွန်တော်တို့တက်လက်ကြည့်ရှုပါခွာလာမာတာဆိုတာရှောင်းပစ္စည်းတွေပြတာတွေမှာသွားပြီးတော့ကြည့်ရှုတာဘိုးသားတီတီတွေပါကြည့်ရလူတွေပါလမ်းကြည့်တာအဲ့လိုလေးအနေငယ်ခွာမယ်ထောက်တိုင်းအောင်အောင်ရှုမယ်အကုန်လုံးဘိုးသားပဲမှတ်လိုက်ပြီးပြီကဲနောက်တစ်ပုတ်ထပ်ကင်လိုက်ပဲကဲကျောင်းသားများအားလုံးပဲကျွန်တော်တို့တစ်ပုတ်ရှင်းလို့ပြီးပါပြီဒီမှာတစ်ပုတ်ကတော့ပုံမှန်တိုင်းပြီးတော့မှဒီမှာဆက်ပြောရှင်တာလေးရှိသေးတယ်အဲ့ဒါဘာလဲ3လို့ပြောတော့မှဆိုလို့အတိုင်းတာတစ်ခုဒီအခန်း